ဆောင်းနေကျမ်းမာရေးဝန်ထမ်းတွေအားလုံး354ယောက်ကို Black List ကနေပြီးတော့ပယ်ဖြတ်တဲ့အခမ်းအနားကိုမနေ့ကကျွန်တော်တို့စေတက္ကသိုလ်မန္တလေးမှာကျင်းပပြုလုပ်ခဲ့ပါတယ်စေတက္ကသိုလ်မန္တလေးမှာကျင်းပပြုလုပ်ခဲ့ပါတယ်ဒါမနေ့ကပြုလုပ်ခဲ့တာပါပြုလုပ်ခဲ့တဲ့အဆောင်ကစေတက္ကသိုလ်မန္တလေးဇီဝကဆောင်မှာပြုလုပ်ခဲ့ပါတယ်အားလုံးကျွန်တော်တို့စီရီယာပြုလုပ်ခဲ့တဲ့ဆရာဝန်ကျမ်းမာရေးဝန်ထမ်းအားလုံး354ယောက်ကို Black List ကနေပြီးတော့ပယ်ဖြတ်ခဲ့ပါတယ်Black List ကနေပယ်ဖြတ်ခဲ့ပါတယ်ပြီးခဲ့တဲ့2021အခင်းကျင်းမှာစီရီယာပြုလုပ်ခဲ့တဲ့အများဆုံးပြုလုပ်ခဲ့တဲ့အလွှာကကျမ်းမာရေးပြီးကျွန်တော်ပညာရေးပါဒီအလွှာကအများဆုံးပြုလုပ်ခဲ့တယ်လို့ကျွန်တော်တို့နားလည်ရပါတယ်ဒါတွေကကျွန်တော်နိုင်ငံအတွက်လူစွမ်းအားအရင်းမြစ်များစွာဆုံးရှုံးရပါတယ်ဆရာဝန်တယောက်ဖြစ်ဖို့နိုင်ငံဝန်ထမ်းတယောက်ဖြစ်ဖို့အတွက်တိုင်းပြည်ကနေပြီးတော့ဘာနာငွေပေါင်းများစွာအကုန်ကြခံခဲ့ရပါတယ်ရှင်းပါတယ်ငါနိုင်ငံတော်ငါပြည်သူဆိုတဲ့စိတ်ပဲမွေးပါဘာနိုင်ငံရဲ့အတွေးအယောင်တွေမှာကျွန်တော်တို့မပါစေချင်ပါဘူးငါနိုင်ငံတော်ငါပြည်သူငါပြန်အကျိုးပြုရမယ်ဒီစိတ်လေးမွေးရင်ကျွန်တော်တို့ဘလောက်လှမလဲဗျာဘလောက်လှမလဲနိုင်ငံဝန်ထမ်းဆိုတာကနိုင်ငံရေးပါတီတစ်ခုရဲ့ဩဇာကံမဖြစ်ရဘူးဗျဩဇာကံမဖြစ်ရဘူးနံပါတ်1တောင်းကျမ်းသူလက်နက်ကင်အဖွဲ့တွေရဲ့ဩဇာကံမဖြစ်ရဘူးအဲ့တော့ဗျာခင်ဗျားစဉ်းစားကြည့်ပါဒီလက်နက်ကင်အဖွဲ့ဆိုတာကသူတို့မှာခင်ဗျာပညာရေးချင်းအရာကလည်းအရန်အားနေတယ်စက်ကြီးကောက်မယ်ဓမြတိုက်မယ်တယံဇာတာတွေခိုးထုတ်မယ်ဒီလိုနဲ့လူသေးစုမယ်ဒီလိုနဲ့သူတို့လုပ်ခဲ့တာဗျဘာလူစွမ်းအရေးမြင့်မှမရှိဘူးအဲ့တော့ဒီလက်နက်ကင်အဖွဲ့တွေမှာလူစွမ်းအရေးမြင့်ရှိလားမရှိလားဆိုရင်ခင်ဗျာလက်ရှိရခိုင်လက်နက်ကင်အဖွဲ့ထင်းချုပ်တဲ့ area မှာအသေးဆုံးအရာပဲပြောပါမယ်ကလေးငယ်တွေရားနာတွေပေါက်နေတယ်ဆေးမကူနိုင်ဘူးဝမ်းပြောက်ဝမ်းချောတွေဖြစ်နေတယ်ဆေးဝါးမရှိဘူးလူစွမ်းအရေးမြင့်မရှိဘူးပြီးကျွန်တော်လက်ရှိဒီ KIO တို့ စသဖြင့်လက်နက်ကင်အဖွဲ့တွေမှာဘာတစ်ခုမှကျွန်တော်လူစွမ်းအရေးမြင့်မရှိဘူးဗျအဲ့တော့ကျွန်တော်တန်းသွားညှိတာကျွန်တော်တို့တော်တော်ဝမ်းနေဖို့ကောင်းတယ်အဲ့တော့ဒီမြန်မာနိုင်ငံမှာကျွန်တော်တို့မြန်မာလူဖွဲ့စည်းကလက်ခံထားတာကဒီဆရာဝန်တွေဆိုတာကိုကျွန်တော်တန်းတစ်ခုအနေနဲ့တကယ်ကိုထားတာဆရာဝန်လာပြီဆိုရင်ကျွန်တော်လေးလေးစားစားနဲ့ဆက်ဆံကြတယ်အယိုးတီပေးကြတယ်ဘလောက်ချစ်စရာကောင်းလဲဗျာကျွန်တော်မြန်မာဓလေ့ဘလောက်ချစ်စရာကောင်းလဲအဲ့ဒါကိုသွားပြီးဒီပုံကိုယ်တွေကဒီလက်နက်ကင်အဖွဲ့တွေဒီနိုင်ငံရေးပါတီဂျလို့ဇလောင်းပလောင်းဂျလို့ပလုတ်တွေပြောတဲ့နောက်ကိုလိုက်ရတယ်လို့ဗျာဇလောင်းပလောင်းဂျလို့ပလုတ်တွေအဲ့တော့ရှင်းရှင်းလေးခင်ဗျာထောင်ဆိုတာကနိုင်ငံရေးသိပ္ပံဘွဲ့ပေးတဲ့နေရာမဟုတ်ဘူးထောင်ဆိုတာကနိုင်ငံရေးသိပ္ပံဘွဲ့ပေးတဲ့နေရာမဟုတ်ဘူးနော်တချို့ဟာလားခင်ဗျာထောင်ကျသွားပြီဆိုရင်အရာအလုံးပြည့်စုံသွားပြီသူတို့ရဲ့အတွေးခေါ်တွေသူတို့ရဲ့လမ်းစဉ်တွေကအရာအလုံးပြည့်စုံပြီလို့ထင်နေကြတာအော်ခင်ဗျာပြီးခဲ့တဲ့လက်ထက်ကဆိုရင်ပြီးခဲ့တဲ့လက်ထက်ပေါ့ဗျာငါကဘယ်ကျုံးပြန်တော့ငါကဘယ်ထောင်ပြန်တော့ဟိုထောင်ပြန်ဒီလိုမျိုးလုပ်ခဲ့တယ်ဗျာတကယ်ကဘာမှမအထင်ကြီးတာမရှိတာဗျာအဲ့မှာသူတို့ရဲ့တခြင်းတွေကြည့်လိုက်ကဘာမကြည့်ဘူးငါတို့သွေးနဲ့ရေးခဲ့ကြတယ်မော်ကိုစသဖြင့်ပေါ့ဗျာဒါတွေကခင်ဗျာနိုင်ငံခြားတခြင်းကိုမြန်မာမှုပြုတ်ပြီးပြန်ရေးထားတာအားလုံးကော်ပီတွေပဲဘာမှမဟုတ်ဘူးဗျာဒီအုံညွန့်ထွက်လာလည်းမဟုတ်ဘူးဗျာဒီနိုင်ငံခြားထွက်လာတဲ့တခြင်းကိုခင်ဗျာကော်ပီလုပ်ပြီးအဲ့ဒီမှာပြန်လောက်သွားတာအဲ့လောက်ခံစားနေကြတာသွေးနဲ့ရေးတဲ့မော်ကုန်းတွေဘာညာပေါ့ဗျာကျွန်တော်တို့ငယ်တော့သူဒီအဲ့ဒီကျွန်တော်တို့ငယ်တော့ဗျာကျွန်တော်တရင်တော့ပေါင်းစားတော့2000ကျွန်တော်တို့ဒီရောက်ရောက်လာတာကနိုင်ငံတော်သမ္မတဦးသိန်းစိန်လက်ထက်မှာကျွန်တော်တို့ဒီလောကတွေဝင်တာ2013ခုနှစ်ကာလပတ်လည်လောက်ကကျွန်တော်မြန်မာတန်တော်စစ်မှာစလုပ်တယ်အဲ့ဒီမှာကျွန်တော်တို့ဆရာတွေအမြဲတမ်းပြောတယ်train သင်တန်းတွေပေးတယ်နိုင်ငံရေးသမားတွေရဲ့အတုံးချောင်းမှုဘယ်တော့မှမခံနဲ့နိုင်ငံရေးသမားတွေကလူလေတွေနိုင်ငံရေးသမားတွေဆိုလူလေတွေတဲ့နိုင်ငံရေးသမားတွေအတုံးချောင်းမှုဘယ်တော့မှမခံလို့ကျွန်တော်ရိုက်ခဲ့တာပြည်သူနဲ့နိုင်ငံရဲ့မျက်နှာပဲကြည့်နိုင်ငံရေးသမားတွေအတုံးချောင်းမှုဘယ်တော့မှမခံနဲ့အဲ့တော့ကျွန်တော်တို့အဲ့ချင်းတော့သွားတော့လွယ်လေးတစ်လုံးနဲ့အဲ့တော့ကျွန်တော်တို့88ဆိုတာမင်းကိုနိုင်တို့အုပ်စုတွေပေါ့တွားရင်သူဘာလုပ်လဲဆိုတော့သူလူငယ်တွေကိုခေါ်တာကျွန်တော်မီဒီယာမှာရှိတဲ့လူငယ်တွေခေါ်တယ်ပြီးအလုတ်သမားပေါ့စသဖြင့်အလွှာပေါင်းဆိုလူငယ်တွေကိုခေါ်တယ်ခေါ်ပြီးတော့ဘာတွေလုပ်ထားလဲဆိုတော့အဲ့တချင်းတွေတောက်လျှောက်သူတို့ရဲ့ဘောက်တွေဖွင့်တာအဲ့တော့နေ့စဉ်ဗျာကျွန်တော်လူငယ်တွေကြတော့နေ့စဉ်ဒီတချင်းနားထောင်ပြီးတော့ဒီလိုပါလားဆိုဖြစ်သွားတာအဲ့လိုတွေဗျာဒါတော့ကျွန်တော်တို့ကဒီနိုင်ငံရေးသမားတွေကလူငယ်တွေကိုအသုံးချတယ်ဗျာခေတ်အဆက်ဆက်မှာနိုင်ငံရေးသမားတွေလူငယ်တွေကိုအသုံးချပြီးတော့သေတွင်းထဲကိုပို့တယ်ဗျာ
လက်ရှိလဲခင်ဗျာနိုင်ငံသမားတွေ NLD ပါတီကနိုင်ငံသမားတွေပေသွင်းနဲ့ပို့ခဲ့လို့တေချေခဲ့ရတဲ့လူငယ်တွေအများကြီးပဲအဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဒါငါတို့ဒီကနေရောက်အောင်ဖောက်ထွက်မယ်ဒီကနေရောက်အောင်ဖောက်ထွက်မယ်အောက်ထွက်ပြီးတက်မလို့ထန်အလင်းဝင်မယ်ဆိုထွက်လာတဲ့လူတွေအသက်ရှင်တာပေါ့ဗျာအဲ့တော့ကျွန်တော်လူငယ်တွေအနေနဲ့လည်းဘယ်စကားမှနားမယောင်နဲ့ဘယ်စကားမှနားမတော်နဲ့နားမယောင်နဲ့လက်ရှိလဲကျွန်တော်တို့လမ်းမားထဲမှာရောက်နေတဲ့လူငယ်တွေများစွာရှိတယ်ကျွန်တော်တို့ကဘယ်သူမှကျွန်တော်မသိသေးချင်ဘူးတိုးတော်လည်းပဲခင်ဗျာကိုယ်တန်တန်းနဲ့ပြည့်တဲ့လူကကျွန်တော်တို့ကရင်မကြီးတာကော့ပြီးတော့ကျွန်တော်ပေးလို့မရအောင်ဟိုကောင်လေးကအသက်16ပဲရှိတယ်ဟိုက18ပဲရှိငါတော့တန်တန်းနဲ့ပြည့်နေပြီဟောဒီကလေးတော့ငါမသိဘူးငါရင်မနဲ့ကာပြီးတော့မရဘူးကြည်နဲ့လာကြည်နဲ့ပြန်ပြစ်ကြပါမယ်ဒါကျွန်တော်ဒီသဘောထားပဲကြည်စံနဲ့လာကြည်စံနဲ့ပြန်ပြစ်ကြပါမယ်ကျွန်တော်တို့ဗာလေဟိုကကြည်စံနဲ့လာတော့ကျွန်တော်ရင်ကော့ပြရမှာလားကြည်စံနဲ့လာကြည်စံနဲ့ပြန်ပြရမှာပဲသူဘယ်တော့ရနေပဲပြစ်ပြဗျာသူကလာကမောင်းဖြုတ်တတ်တယ်ကြည်ထဲတတ်တယ်တနက်တန်ရှင်းလုပ်တတ်ပြီးတော့ပြစ်တယ်ဆိုကျွန်တော်ပြန်ပြရမှာပဲဒီကဘာမပြစ်ဖဲနဲ့ကျွန်တော်ကရင်မနဲ့ခံပြရမှာလားမရဘူးလေကျွန်တော်ကကြည်စံနဲ့ပြစ်တော့ကျွန်တော်ကြည်စံနဲ့ပြန်ပြစ်မှရအောင်ပေါ့ဒုတိယချက်ကကျွန်တော်ငိမ့်စမ်းအတွက်ကြည်စံလို့တယ်ဗျကျွန်တော်ငိမ့်စမ်းရဖို့အတွက်ကျွန်တော်တို့ကဒီအကြမ်းဖက်အုပ်စုရဲ့စကန်ကိုဘုံမကျလို့မရအောင်အကြမ်းဖက်သမားတဲ့နေရာကိုကျွန်တော်တို့ကမရှင်းလို့တော့မရအောင်နိုင်ငံတော်တည်ငြိမ်ဖို့ငြိမ်းချမ်းရေးရဖို့အတွက်ကျွန်တော်အကြမ်းဖက်သမားတွေကျွန်တော်မရှင်းလို့မရတာလက်ရှိတက်မတော်ကအကြမ်းဖက်အုပ်စုတွေစကန်တွေကိုဘုံကျဲတယ်အကြမ်းဖက်တွေကဌာနချုပ်တွေကိုဘုံကျဲတယ်ဆိုတာငြိမ်းချမ်းရေးအတွက်ဘုံကျဲတာတိုင်းပြည်တည်ငြိမ်ရေးအတွက်ဘုံကျဲနေတာမကျဲလို့မဖြစ်လို့ကျဲတာလာလိုက်မယ်ကျွန်တော်တို့စကိုင်းတိုင်းတို့မကွေးတိုင်းတို့လာလိုက်မယ်လာပါလိမ့်မယ်အဲ့တော့ကျွန်တော်ဒီသိန်းပြချုပ်ချင်တာကမနေ့ကမန္တလေးစစ်တပ်ကတော်မန္တလေးမှာရှိတဲ့စစ်တပ်ကတော်မန္တလေးဇီဝကားဆောင်မှာစီတီယာပြုလုပ်ခဲ့တဲ့ဆရာဝန်ကျမ်းမာရေးဝန်ထမ်း354ယောက်ကျွန်တော်တို့ black list ကနေပယ်ဖြတ်တဲ့အခမ်းအနားကိုကျင်းပခဲ့ပါတယ်အဲ့တော့သူတို့ကကျွန်တော်ပြောပါလိမ့်မယ်ကျွန်တော်တို့ကလည်းပြောရင်အထောက်ထားနဲ့ပြောတာပဲအဲ့မှာလည်းကျွန်တော်မိတ်ဆွေတွေရှိတာဟုတ်ဒါကျွန်တော်တို့အဲ့မှာ black list ပယ်ဖြတ်ခဲ့တော့ဒါအဲ့အခမ်းအနားကိုတက်ရောက်တဲ့ဆရာဝန်တွေသူနာပြီးကျမ်းမာရေးဝန်ထမ်းတွေဓာတ်ပုံတွေပါဒါတော့ကျွန်တော်တို့ဒီမှာဓာတ်ပုံတွေပါဒီမှာကျွန်တော်တို့ညပြထားတဲ့ဓာတ်ပုံတွေပါဒီမှာပါပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ရမှရှိတဲ့တနည်းအားဖြင့်တိုင်းလက်နက်ကင်အဖွဲ့တွေအောက်မှာရှိနေတယ်ကျွန်တော်တို့ဆရာဝန်တွေသူနာပြုတွေပြီးအနေနဲ့ရမှရောက်ရှိနေကျွန်တော်တို့နိုင်ငံဝန်ထမ်းတွေအားလုံးရောက်ရရက်ကနေကျွန်တော်ပြန်လာပါတချို့ကကျွန်တော်တို့လည်းမေးတယ်ကျမတို့ကနိုင်ငံခြားမှာရောက်နေတာကျမတို့ကဒီ black list လာပြင်ကျမတို့ဖမ်းပါလားအာမခံတယ်မဖမ်းဘူးအာမခံတယ်နိုင်ငံတော်ကအာမခံပေးပြီးသားကြိုက်တဲ့အရက်ဒေတာနဲ့လာခဲ့ black list လာဖြီးဖို့အတွက်အာမခံတာပြီးသားလာခဲ့ကြပါဖိတ်ခေါ်ပါတယ်အဲ့တော့နိုင်ငံတော်ကတော့ဒီလိုမျိုးလုပ်ပေးတာအခုမှမဟုတ်ခေတ်ဆက်ဆက်ပဲအနည်းဆက်ဆုံးကျွန်တော်1988ကာလမှာလဲဒီနိုင်ငံသမားတွေအတုံးချလို့လူငယ်တွေလမ်းမရောက်ခဲ့ရတယ်လမ်းမရောက်တဲ့ကမှာတော်ရဲရောက်ခဲ့တဲ့ကျောင်းသားကျောင်းသူတွေကိုလည်းလူငယ်တွေကိုလည်းနိုင်ငံတော်ကနေပြီးတော့ပြန်လာကြဖို့အတွက်ဖိတ်ခေါ်ခဲ့တယ်အဲ့မှာလည်းကျွန်တော်တို့အုပ်စုလိုက်ဖိတ်ခေါ်လာခဲ့တာပေါ့ခင်ဗျားတို့လည်းတွေ့ပါလိမ့်မယ်ပါကြောင်ပါခင်ဗျာအချင်းချင်းဝချုံနဲ့ထိုးတက်တာတွေကြောက်တုံးနဲ့ခင်ဗျာအိတ်ထဲထည့်ပြီးတော့တောင်ဝါးတွေပြစ်ချတာတွေပြီးရင်ကျွန်တော်တို့အိတ်ထဲကိုထည့်ပြီးတော့ကြောက်တုံးနဲ့လူနဲ့ကိုကျွန်တော်မျောပြီးတော့တပ်ပစ်တာတွေဒါကြီးလုပ်ခဲ့တာပဲအဲကြောင့်ဟင်းသာကိုတောင်ပြက်ကိန်းဆိုပြီးတော့စာအုပ်တွေရှိခဲ့တာပဲဟင်းသာကိုတောင်ဆိုပြီးတော့ဒီစကားပုံနဲ့ခိုင်းနိုင်ပြီးတော့ဒီစာအုပ်တွေရှိခဲ့တယ်ဗျဒီ KNU နဲ့မြန်မာဆိုဒီတိုင်းပဲចောင်းသားចောင်းတွေမဒိန်ချစ်ခံနဲ့တပ်ဖြတ်ခံရတာတွေဖြစ်ခဲ့တာပဲအဲ့တော့သူတို့အဲ့ဒီအချိန်တုန်းကလည်းကျွန်တော်တို့ဒါအဝေးရောက်အစိုးရဆိုပြီးတော့လုပ်ခဲ့ကြတာပဲလက်ရှိလည်းခင်ဗျာအတူတူပဲလေခင်ဗျာလည်းအဝေးရောက်အစိုးရပဲအဲ့တော့အဝေးရောက်အစိုးရစီရဲ့သဘောကအဝေးမှာပဲသူတို့တဖြည်းဖြည်းပြက်ပြေးရတာပဲပြက်ပြေးသွားကြတာပဲအဲ့တော့တစ်ချိန်မှာကျွန်တော်တို့တိတ်မကြခင်ကာလမှာဒီကာလတွေခင်ဗျားတို့ထပ်မြင်ရပါလိမ့်မယ်လက်ရှိကျွန်တော်တိုင်းတော်သမ္မတကြီးရဲ့ဥဆောင်မှုနဲ့ခင်ဗျာဒီ9နှစ်အတွင်းမှာတိတာတဲ့ပြောင်းလဲမှုတွေခင်ဗျားတို့ထပ်လာရပါလိမ့်မယ်။မြောက်ဝါထင်းတွေထပ်တွေ့ရပါလိမ့်မယ်။ကျွန်တော်တို့နိုင်ငံတော်တပ်မတော်ကျွန်တော်တို့အားလုံးပူးပေါင်းပြီးတော့ကျွန်တော်တို့ခြံစည်းကိုကျွန်တော်တို့ကာကြမယ်။ကျွန်တော်တို့ခြံထဲမှာရှိတဲ့အမိုက်ကိုကျွန်တော်တို့ကိုယ်တိုင်လှည့်ကြမယ်ဗျာ။ကျွန်တော်တို့ခြံထဲမှာမတန်ရှင်းတဲ့အကောင်တွေကျွန်တော်တို့အိမ်ကိုဖျက်ဆီးနေတဲ့အကောင်ပလောင်တွေများစွာရှိတယ်။အဲ့ဒီအကောင်ပလောင်တွေကိုနိုင်ငံတော်ရဲ့ဥဆောင်မှုနိုင်ငံတော်သမ္မတကြီးဥဆောင်မှုတက်မတော်ကျွန်တော်တို့ပြည်သူလူထုပူးပေါင်းပြီးတော့ကျွန်တော်တို့ခြံတွေကအမိုက်တွေကိုကျွန်တော်တို့ကိုယ်တိုင်ရှင်းမယ်ကျွန်တော်တို့ခြံတွေကအမိုက်ကိုကျွန်တော်တို့ကိုယ်တိုင်ရှင်းမယ်ခင်ဗျားတို့ကျွန်တော်အတူတူရှင်းကြ